အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လှုပ်ချုံရည်နဲ့ကြက်ဖဲနေနေရေးဌာနကြီး SST ရဲ့ဒုတ်ဖွဲ့မှာရဲဘော်ကိုဖြစ်ပါတယ်လှုပ်ချုံရည်နဲ့ကြက်ဖဲနေနေရေးဌာနကြီး SST ရဲ့ဒုတ်ဖို့ထုတ်ပြကြေညာချက်အမှတ်နေမြေဆောင်2026တနေ့တိုင်းဒေသကြီးကိုတောက်ခရိုင်ဘုတ်ပြင်းမြို့နဲ့လင်းညာရတနာပုံလက်ပိုင်းမိုက်တဲ့အမှတ်ရှေ့ပိုင်းနီးတို့ကြက်ဖဲစကောက်စီတမအားနေရခပ်ဖြစ်စစ်ကြောင်းထုတ်ဝင်ရောက်လာပြီးမိုက်တဲ့အမှတ်တမိုက်ခန့်တွေအခြေပြုတက်ဆွဲကြောင်းတက်ဆွဲပြီးခက်စစ်ပစ်စင်နေကြောင်းတည်င်းအရခဲရဲ့အမှတ်နေရာတုတ်တရင်မှာဥဆောင်ပြီးကိုတောက်ခရိုင်ပြည်သူ့ကောက်ွယ်ရေးတမတော်အမှတ်တရင်မြေခရိုင်ပြည်သူ့ကောက်ွယ်ရေးတမတော်အမှတ်နဲ့တရင်ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့နဲ့မိမိတို့လှုပ်ချုံရည်နဲ့အကြက်ဖင်နေရေးဌာနကြီး SST အဒုတ်ဖွဲ့တို့မှာပူပေါင်း၍စကောက်စီထိုက်ချတက်ဆွဲထားသည့်နေရာများနဲ့စကောက်စီထိုက်ချတက်ဆွဲထားသည့်နေရာပြည်ကြီးမိုင်နယ်မြို့နယ်မိတ္တဌာနပြည်ကြီးမိုင်နယ်မြို့နယ်ရက်စကန်ပြည်ကြီးမိုင်နယ်မြို့တော်ပေါ်ဖုန်ကြီးကျောင်းစင်နဂါဖုန်ကြီးကျောင်းဘန်ဂါတာဝါတိုင်းစသည့်နေရာများ20ရက်နေ့3လ2026ရက်နေ့မှနေရက်နေ့4လ2026ရက်နေ့အတွင်းဒေါ်ပုံများချ၍တိုက်ခိုက်ခဲ့ရာကျက်ဖဲစကောက်စီတပ်ဖဲမှာအရာရှိအပေါဝင်10ဦးထင်မနက်သေဆုံးပြီး20ဦးခန့်ပြည့်အထန်ထိခိုက်ဒဏ်ရာများရရှိကဘုတ်ပြစ်တန်စစ်ရုပ်တို့ပူဆောက်ခဲ့ကြောင်းသိရှိရပြီးမိမိတို့ပူပေါက်တပ်ဖွဲ့မှထိခိုက်ဒဏ်ရာများတစုံတရာရရှိခြင်းမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်အဆိုပါတိုက်ပွဲဖြစ်စဉ်မှာပူပေါက်တပ်ဖွဲ့များအနေဖြင့် KNA မန်နီယာတုတ်တရင်ကိုတောက်ခရိုင်ပြည်သူ့ကောက်ွယ်ရေးတမတော်အမတ်တရင်မြေခရိုင်ပြည်သူ့ကောက်ွယ်ရေးတမတော်အမတ်နဲ့တရင်ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့မိမိတို့လှုပ်ချုံရည်နဲ့အကြက်ဖင်နေတဲ့ဌာနကြီး SST အဒုတ်ဖွဲ့ပူပေါက်ပေါ်ဝဲခဲ့သောတပ်ဖွဲ့များနဲ့တာတေဆိုင်ပြီးဒေသခံပြည်သူလူထုနဲ့လောဝတေဆိုင်ချင်းမရှိဟုအတိပေးကြေညာထုတ်ပြအပ်ပါသည်